ဒီခိန်းလေးကို Telegram Channel လင့်လေးတဲ့ကနေ USB ပြန်ခံပြီးတော့မှလင့်လေးကိုတစ်ချက်ဝင်ပေးပါဝင်ပေးပြီးရဲ့ခါကြလို့ရှိရင်အရင်ဆုံးအနေနဲ့သူတို့ပြထားတဲ့အတိုင်းပဲ Play Now လေးကိုတစ်ချက်လောက်နှိပ်လိုက်ပါမယ် Play Now ကိုတစ်ချက်နှိပ်ပြီးရဲ့ခါကြလို့ရှိရင်ဒီလိုပေါ်လာရင် OK ကိုတစ်ချက်နှိပ်ပေးပေါ့နော် OK ကိုနှိပ်ပြီးပြီဆိုတဲ့ခါကြလို့ရှိရင်သူက Play Store ကိုရောက်သွားပါလိမ့်မယ်အဲ့ဒီမှာ USB ပြန်ခံထားပေးပါ VPN ခံထားမှသူတို့ download ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့် USB ပြန်ခံပြီးတော့မှရလာပြီး application ရလာပြီဆိုလို့ရှိရင်သူတို့တွေကဒီညလေးမှာခဏဆောက်ပေး log in with Google ဆိုတာရှိရဲဒီထဲဝင်ဆိုရင်တော့ VPN ခံစရာတော့မလိုတော့ application ရပြီဆိုရင်တော့ VPN ဖြုတ်ထားပေးပေါ့နော်အဲ့ဒီနေရာမှာသူတို့ကဖုန်းထဲမှာရှိရဲ Gmail account နဲ့ချိန်ပေးပေါ့နော် log in with Google လို့ပြောထားတာဖြစ်တဲ့ကြောင့်မလို့ကိုယ့်ဖုန်းထဲမှာကိုကြိုက်တဲ့ Gmail နဲ့ချိန်ပြီးတော့မှဝင်လို့ရတယ်ပေါ့နော်ဆိုတော့ကျတော့ဒီပထမ Gmail က active ဖြစ်တာဖြစ်တဲ့အောင်နောက် Gmail တစ်ခုနဲ့ပြန်ပြောင်းထည့်ကြည့်မယ်ပြောင်းထည့်လိုက်တဲ့ခါကျလို့ရှိရင်သူတို့တွေကဒီလိုမျိုးရလာလိမ့်မယ်ရလာတဲ့ခါကျလို့ရှိရင်သူတို့တွေကအဲ့နေရာမှာget award ဆိုတာတစ်ချက်ရှိရပေါ့နော်သူတို့အကောက်ဖွင့်လာပြီးတော့ဒီမှာ female တွေ့လား female ကိုရွေးမယ်18ကနေအသက်က18ကနေ30ကြာဆိုရင် get award ကိုနှိပ်ချလိုက်တဲ့ခါကျရင်သူတွေက coin 900ရတယ်ပေါ့နော်ပြီးဆိုလို့ရှိရင်နောက်ထပ်900ထည့်ရ OK ကိုနှိပ်လိုက်ပါ1000ရှိသွားပြီပေါ့နော်ဒီနေရာမှာဆိုရင်သူတို့ပြောထားတာကျတော့ဒီ application တွေကိုသူတို့ download ဆွဲခိုင်းတာdownload ဆွဲပြီးတော့ဆော့ရ you for 10 minutes ဆိုတာဒီ software ကို10 minutes ဆော့မယ်ဆိုရင်သူတို့ coin 2000ရမယ်လို့ပြောတာပေါ့နော်7 minutes ဆော့ပေးရမယ်နောက်ပြီးတော့ software ကိုလည်း down မရမှာပေါ့နော်အဲ့နေရာမှာသူတို့အလုံးကိုတစ်ချက်နှိပ်ပေးပါမယ်အလုံးကိုတစ်ချက်နှိပ်ပြီးပြီဆိုရင် go to setting ဆိုတာရှိရဲအဲ့ go to setting ကိုတစ်ချက်နှိပ်မယ်နှိပ်လိုက်တဲ့ခါကျဒီလိုပေါ်လာလို့ရှိရင်သူတို့ကအဲ့ setting ထဲမှာဒါလေးကိုတွားပြီးတော့မှ on ပေးဖွင့်ပေးရမှာပေါ့နော်ဒီဟာလေးကိုတွားပြီးတော့မှဖွင့်ပေးပါဖွင့်ပြီးပြီဆိုတဲ့အခါကျလို့ရှိရင် continue to join ဆိုတာတစ်ချက်နှိပ်ပြီးတော့မှဒီ application လေးကို download ဆွဲပြီးပြီဆိုလို့ရှိရင်သူတို့ပြောတဲ့ minute ပြည့်သွားဆိုရင်သူတို့ coin 2000ရရပေါ့နော် coin 2000ရပါတယ် software ကအပြင်ထွက်လာပြီဆိုလို့ရှိရင်တွားပြီးတော့မှသူတို့ application ကိုတွားဆော့လို့ရပြီဆော့တာ10 minute လောက်ဆော့ပေးရုံနဲ့ coin 2000ရရပေါ့နော် coin 2000ဆိုပြီးတော့မှအမှ4000ရပါတယ်အဲ့လိုမျိုးတွားဆော့လို့ရတယ်သူက10တော့coin 1000ပြည့်ပြီဆိုရင်စပြီးတော့မှထုတ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေးပယ်ရှိစရာမလိုဘူး KB ဝေဝန်နေရှင်ရတယ်$နဲ့စထုတ်လို့ရဆိုတော့အဲ့ဟာလေးကို install တင်ပြီးတော့မှဆိုရင်10 minute လောက်တော့ဆော့ပေးလိုက်မယ်ပေါ့နော်ဒါလေးကို install နဲ့ဆွဲပြီးသွားပြီဆိုလို့ရှိရင်ဆိုရင်ခုနအကောင့်ထဲတော့ပြန်ပြီးတော့မှ profile ဆိုတာတစ်ချက်ရှိရဲအဲ့လိုနှိပ်ပြီးတော့မှ invite code ဆိုတာရှိရဲအဲ့ဒီ invite code ဆိုတဲ့နေရာလေးမှာသူတို့ကဒီနေရာမှာသူ Telegram ရဲ့ channel မှာ link ချမှာအဲ့ဒီcopy လေးကိုချပေးထားရပေါ့နော် copy လေးကိုစတိုကသွားပြီးတော့ကုတ်လေးချပေးထားအဲ့ကုတ်လေးကို copy လေးသွားယူပြီးဆိုတဲ့ခါကြလို့ရှိရင် copy ဆိုတော့ဖိနှိပ်လိုက် copy ဆိုပြီးမှပေါ်လာလိမ့်မယ်အဲ့ copy ကိုယူပြီးသွားပြီဆိုလို့ရှိရင်စတိုကဒီနေရာမှာ either you are friend invite code ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်အမှဖတ်ဆိုပြီးတော့မှပေါ်လာလိမ့်မယ်အခါကျရင်စတိုခုနကတင်ထားတဲ့ခုနမှာပေါ့နော်သူယူထားတဲ့ကုတ်လေးကိုထည့်လိုက်ပြီးဆိုရင် submit ကိုတစ်ချက်နှိပ်လိုက်တဲ့ခါကျရင်သူကခဏလောက်နေပြီဆိုရင် invite ဆက်ဖို့ဆိုတာပြတ်လာလိမ့်မယ်အခါကျလို့ရှိရင်သူကဒီကုတ်ထည့်တာပြအောင် coin 1000ရရပေါ့နော် coin 1000ပြည့်ပြီဆိုတာနဲ့သူတွေကစပြီးတော့မှငွေထုတ်လို့ရပါပြီနော်